အိမ်မှာကိုယ်တိုင်စိုက်ထားတဲ့ကြက်သွန်ပင်လေးတွေကိုခူးပြီးရေအသေးချဆေးပြီးရင်ဒီလိုတိုးလေးလီးလိုက်တယ်။ပြီးရင်ထမင်းပေါင်းအိုးလေးထဲကိုထည့်ဆန်မုန့်ကိုလည်းလိုတလောက်လေးပဲထည့်လိုက်တယ်။ပြီးရင်သမအောင်အရင်မွေကြည့်တယ်။ဆန်မုန့်နဲ့ကြက်သွန်အချိုးညီသွားပြီဆိုမှအရသာမုန့်ကိုထည့်စီအနှဲငယ်ထည့်ဝက်သားပပလေးလီးပြီးပါထည့်လိုက်တယ်။ပြီးရင်သမအောင်နောက်တစ်ခါထပ်မွေကြည့်လိုက်တယ်။ပြီးတော့မှရေကိုတဖြည်းဖြည်းနဲ့နည်းနည်းချင်းထည့်ပေးရပါတယ်။ရေတအားများသွားရင်ဆန်မုန့်ကအိုးအောက်မှာအနေထိုင်သွားရင်စားလို့သိအရသာမရှိဘူးလို့ခံစားရလို့ဒီလိုလေးပဲတဖြည်းဖြည်းချင်းထည့်ပြီးမွေလိုက်တယ်။မွေလို့နှံ့သွားရင်တော့ပေါင်းအိုးထဲထည့်မီတက်ပြီးရင်ထမင်းချက်တဲ့ခလုတ်လေးကိုပဲနှိမ့်နှိမ့်စွပ်ပြုတ်လုပ်တဲ့ခလုတ်လေးကိုပဲနှိမ့်နှိမ့်ရပါတယ်နော်။ပြီးရင်သူချက်ပြီးလို့အတန်ပေးလိုက်ရင်တော့စားလို့ရပါပြီဒီနည်းလေးကဖက်ရှာဝယ်ဖို့ခက်တဲ့သူတွေအတွက်ရဲ့ဟင်းထုတ်လုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်ရဲ့တနေ့တခြားမှနေလို့ဟင်းထုတ်လေးကိုတတိယနေတဲ့သူတွေလှုပ်ရှားလို့ရအောင်သင်ပေးလိုက်တာပါနော်ကိုယ်တိုင်လည်းအမြဲဒီအတိုင်းပဲလှုပ်ရှားဖြစ်ပါတယ်ဒီလိုလေးလှုပ်ရှားလိုက်တော့စိတ်သက်သာသွားတယ်လေအဲ့တော့အလုပ်လုပ်ဖို့လည်းအားရှိလာတယ်ပျော်လာတယ်လေကြက်ပြီးဆိုရင်တော့အိုးလေးကိုစင်းခုံပေါ်မှာမောက်ချလိုက်ပြီးရင်ဓားလေးနဲ့မသေးမငယ်ကြိုက်တလောက်လေးဖြတ်ပြီးပကံလေးထဲကိုထည့်ကြက်သွန်ဖြူစီကျက်နဲ့ငရုတ်သီးစီကျက်လေးကိုထည့်ကိုကြိုက်တဲ့အသီးရွက်တွေနဲ့စားလိုက်ရတာတိတ်ကိုအဆင်ပြေတာပဲဒီလုံနီးလေးကလှုပ်ရတာကလည်းလွယ်တယ်အိုးခွက်တွေလည်းအများကြီးစေးစရာမလိုတော့လူကိုအများကြီးတက်တာစေပါတယ်လိုက်အန်ရှယ်လေးလည်းလုပ်ပေးကြပါဦးနော်ကြည့်ရှုအားပေးကြသူအားလုံးလည်းကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေ။